老师来先发言告诉你个，苹果在上面，苹果也得别个班的个在是吧？上面啊，宝马路标了，苹果在上面，班的个宝马是吧？喏，老师你妈记没？妈妈，苹果在哪里？妈妈妹妹，苹果班的个在的是哪里？妈妈，苹果在哪里？妹妹班的个在哪嘛来过喏？妈妈，苹果在哪里？苹果在哪里？班迪亚贝纳马嘞，好比那告诉你，而且嘛是苹果在上面，上面啊，阿波马路标啦，上面啊，阿波水里边，到时候嘛记没从一个的大波嘛，班迪亚波从嘛样的了，苹果在上面，班迪亚阿波马嘞。OK，好比老师你嘛记没？苹果在上面，班迪亚阿波。好比如老师苹果在上面的时候，အဲ့ဒီ上面ကအပေါ်မှာလို့ပြောတာတော့အပေါ်မှာအလေးမှာအောက်မှာဘယ်လိုပြောလဲ老师အရင်ကြည့်မယ်ပထမအဆုံးအနေနဲ့老师ဒီမှာ上面ကအပေါ်မှာလို့ပြောတာ苹果在上面班ဒီကအပေါ်မှာပါနောက်တစ်ခုက老师ဒီမှာ中间ကအလယ်ကိုပြောတာဥပမာပန်းဒီကအလယ်မှာပါဆိုရင်苹果在中间ပန်းဒီကအပေါ်မှာဆိုရင်苹果在上面ပန်းဒီကအလယ်မှာဆိုရင်苹果在中间ဟုတ်ပြီနော်ဒီမှာရှိရနောက်တစ်ခုတော့ကြည့်မယ်အောက်ဖက်မှာရှိရအဲ့တော့ဒါကအလယ်ဒါကကြတော့အောက်ကိုကြဘယ်လိုပြောလဲဆိုရင်下面苹果在下面ပန်းဒီကအောက်မှာပါဟုတ်ပြီနော်အပေါ်မှာဆိုရင်上面အလယ်ဆိုရင်中间下面ရမယ်နော်အဲ့တော့ဒီမှာ A ကပြောရဲ苹果在哪里苹果ပန်းဒီက在တရှိရဲ့哪里ဘယ်နားမှာလဲ苹果在上面အပေါ်မှာနော်အဲ့တော့老师ဒီမှာ上နဲ့下上နဲ့下လေးက老师ဒါလေးက竖横ဒါလေးက上下ကကြတော့ sorry 老师ပြန်ရေးမယ်နော်ပထမဆုံး老师ဘာလာမလဲဆိုရင်竖横ဆိုပြီးတော့မှလာမယ်ဟုတ်ပြီနော်竖横ဒါက上 OK 下个加入老师都用柔横竖连左右下好比呢好比老师的嘛大苹果大个几多苹果个班的大苹果我是一个大苹果小朋友们都爱我请你先去洗洗手要是手脏别碰我下面呢，大苹果，我是一个大苹果，我是一个大苹果，小朋友们都爱我，小朋友们都爱我，请你先去洗洗手，请你先去洗洗手，请你先去洗洗手，要是手脏别碰我。要是手脏别碰我。我这边走下吧。大苹果，我是一个大苹果，小朋友们都爱我，请你先去洗洗手，要是手脏别碰我。大苹果，我是一个大苹果，小朋友们都爱我，请你先去洗洗手，要是手脏别碰我。大苹果ကပန်းသီးကြီးလို့ပြောတာ我是ကျွန်တော်ကဖြစ်ပါတယ်一个တစ်လုံး大苹ကျွန်တော်ကပန်းသီးတစ်လုံးဖြစ်ပါတယ်小朋友们တငယ်ချင်းတွေက都爱我အကုန်လုံးကကျွန်တော်ကိုချစ်ကြပါတယ်请你先去သင်အရင်ဦးဆုံးသွားပြီးတော့မှ洗洗手လက်အရင်သွား洗ပါ要是အကယ်၍手脏လက်ကညစ်ပတ်နေတော့别胖我ကျွန်တော်ကိုလာခိုင်းပါနော်
နောက်တစ်ခုဒီမှာ爸爸在后面爸爸在后面爸爸ဖေဖေက在ရှိပါတယ်后面အနောက်မှာလို့ပြောတာဖေဖေကအနောက်မှာပါဆိုရင်爸爸在后面然后ဒီမှာ爸爸在哪里ဖေဖေကဘယ်မှာလဲ爸爸在后面ဖေဖေကအနောက်မှာပါ爸爸在后面爸爸在后面ဖေဖေကအနောက်မှာပါနော်后面ကအနောက်မှာလို့ပြောတာအဲ့တော့老师说爸爸在后面ဖေဖေကအနောက်မှာပါနောက်တစ်ခု前面前面前面ကအရှိမလို့ပြောတာ爸爸在前面ဖေဖေကအရှိမ爸爸在前面နောက်တစ်ခု中间中间ကအလယ်အဲ့တော့ဖေဖေကအလယ်မှာဆိုရင်爸爸在中间爸爸在中间နောက်တစ်ခု后面后面ကအနောက်မှာလို့ပြောတာဥပမာဖေဖေကအနောက်မှာဆိုရင်爸爸在后面爸爸在后面ဟုတ်ပြီ老师ကအရှိမဆိုရင်老师在前面老师在中间ဆိုအလယ်မှာ老师在后面老师ကအနောက်မှာနော်အဲ့တော့下面အပေါ်မှာ中间အလယ်မှာ下面အောက်မှာ前面အရှိမ中间အလယ်မှာ后面အနောက်မှာရမယ်နော်老师ဒီမှာကြည့်မယ်ဆိုရင်老师ဒီမှာဒါလေးက猫ကလေးကအရှိမဆိုတော့猫在前面ကဲဒီမှာ小白兔လေးက小白兔在中间အလယ်မှာခွေးကလေးဆိုရင်狗在后面ခွေးကလေးကို狗လို့ပြောတယ်နော်အဲ့တော့狗在后面ခွေးကလေးကအနောက်မှာနော်အဲ့တော့ဒါလေးကြီးကြည့်ထားပါဒီမှာ爸爸在哪里ဖေဖေကဘယ်မှာလဲ爸爸在后面ဖေဖေကအနောက်မှာနော်ဒါမနေ့ကလောက်သင်သွားတဲ့ဟာ